Hello，大家好。今年班里ကတော့ပတ်7အပိုင်းခွင်လေးပါ။ပိုင်းခွင်မှာကတော့အရင်နေ့မှာတော့ပေါ်ပေါ်မောဖောကိုအာရအော်ရနဲ့ပေါင်းမိပေါ့နော်။သူ့ရဲ့တရားအစဉ်လိုက်ကကြတော့အာအော်ယူယူအဲ့တော့ပေါ်ပေါ်မောဖောကိုအာရအော်ရပေါင်းမိပြီ။အဲ့တော့နောက်ထပ်အလဲကျတာကတရားနဲ့ပေါင်းမှာ။ဒါပေမဲ့ပေါ်ပေါ်မောဖောမှာတရားနဲ့ပေါင်းတာမရှိပါဘူး။အဲ့တော့သူ့ကိုကျော်ပြီးနောက်ထပ်ရီတရားနဲ့ဆက်ပြီးပေါင်းပါမယ်။ဒီနေ့ပိုင်းမှာတော့ရီတရားနဲ့ပေါင်းမယ်ပေါ့နော်။အဲ့ဘီကကြတော့ပေါ်ဖောမောဖောရှိမယ်အဲ့တော့တရားကရီဆိုတော့ရီကိုအတန်၄တုံးတင်ကြည့်မယ်ပေါ့နော်အဲ့တော့ရီတရားမှာကတော့အတန်တုံးတင်ရင်အပေါ်ကအဆက်လေးဖြောက်ပြီးတော့အဆက်နေရာမှာအတန်တုံးအစားထိုးတယ်ရီနှစ်တန်တင်မယ်ရီသုံးတန်တင်မယ်ရီလေးတန်တင်မယ်ရီ好那我们Bနဲ့တရားနဲ့တန်တုံးနဲ့တွဲပြီးတော့ဆိုကြည့်အောင်ပေါ်ရီဘီဘီဘာသာရေးလုံးကြီးတင်ဆန်ခတ်ဝေးစနှလုံးပေါက်အဲ့လိုအတန်မျိုးနော်ဘီပေါ်ရီဘီဘီပေါ်ရီဘီဘီဘာသာရေးလုံးကြီးတင်ဆန်ခတ်ပြီးတယ်ပေါ်ရီဘီဘီသုံးတန်တင်နဲ့ပေါ်ရီဘီပြီအတန်လုံးတင်ပြီးမှအတန်ပြောင်းသွားတယ်ပြီဒါပေမဲ့ तू ကတော့ဘာသာလုံးကြီးနဲ့ဆိုင်ခတ်ပြီတန်ပို့ပြီးသွားရပါတော့ပြီပေါ်ရီပြီအဲ့လိုမျိုးတန်သွားတယ်ပြီအဲ့တော့နော်နောက်တစ်ခုဖောရီဖြီဖာထောရရေလုံးချင်းဆိုင်ခတ်ဝစနှလုံးပေါက်တန်ဖြီဖောရီဖြီဖောရီဖြီနှစ်တန်တင်နာဖောရီဖြီဖောရီဖြီနော်ဖြီโอเคနောက်တစ်လုံးကမောရီမီမောရီမီမောရီမီလို့တော့မီသူတို့တန်လေးဟာထိုးတန်လေးတွေပါတယ်နော်ဟာထိုးတန်လေးတွေပါတယ်မီသူကြတော့မီဆိုပြီးထပ်ပြီးတော့မီနောက်တစ်ခုကအဲ့ဒီမှာတစ်ခုချွင်းချက်လာပါမယ်ဘာလဲဆိုတော့ပေါ်မှာတော့ပေါ့နော်ရီနဲ့ပေါင်းပြီးဖြီးဘယ်လိုဖတ်ရမလဲတော့မသိအဲ့လိုအတန်ကတော့မရှိပါဘူးသူကတော့မရှိပါဘူးသူ့တန်ကတော့မရှိပါဘူးโอเคဒါဆိုသိရမှာကဒီရီနဲ့ပေါင်းတဲ့ဟာတွေကလည်းဘီကပေါ်ရဖော်ရမော်ရသုံးလုံးပဲရှိရပေါ့နော် for နဲ့တော့မပေါင်းโอเคပြန်ဆိုကြည့်ရအောင်ပြီဖြီမီအဲ့ဒါလေးကိုအတန်လေးကိုထပ်ခါရွက်ကြည့်ပါနော်အဲ့တော့သူတို့ထက်ကဥပမာလေးတွေထုတ်ကြည့်ရမယ်ဆိုဘာတွေရှိသလဲသုံးတန်ပြီဆိုတာဘာလဲပြီဆိုတာဘောပင်ခဲတံလိုမျိုးရေးလို့ရတဲ့ဟာတွေပြောတယ်ဘောပင်ခဲတံလိုမျိုးရေးလို့ရတဲ့ຢာတွေပေါ့နော်သုံးတန်ပြီတော့ဘောပင်ဆိုသူကယူအန်ကျူပြီလို့ခေါ်တယ်နောက်မှာပြီဆိုတဲ့စလုံးထည့်လိုက်တယ်ပေါ့နော်ခဲတံဆိုသူကချမ်းပီလို့ခေါ်တယ်အဲ့ဒါနောက်မှာပီထည့်တယ်ဖောင်တင်ဆိုတာရှိသေးတယ်သူကလည်းရေးလို့ရတဲ့ဟာကောင်းပီလို့ခေါ်တယ်ပြီးတော့စုပ်တန်ရှိသေးတယ်မောင်ပီအဲ့လိုမျိုးနောက်ကနေပြီးတော့မှစာရေးလို့ရတဲ့အထက်မှာတော့ပီဆိုပြီးတော့မှသူကအားလုံးကိုတင်းခြုံပြီးတော့မှပြောလို့ရရပါတော့အဲ့တော့ပီဆိုပြီးတစ်လုံးနဲ့ပြောရင်အဲ့ဒါရေးလို့ရတဲ့ပစ္စည်းတစ်မျိုးအဲ့လိုမျိုးပြောနောက်တစ်ခုကမီဆိုတာဆန်ကိုပြောတာပါဆန်ကိုပြောတာနော်ဆန်ကိုမီလို့ခေါ်တယ်ထမင်းတော့ဖြစ်သေးဘူးဆန်ကိုပြောတာမီ
ဒီစင်းမှာတော့နှလုံးမဲတွေ့တယ်ပေါ့နော်ပီဆိုတာပေါ်ပင်ခဲတယ်လို့မျိုးရေးလို့ရတဲ့အရာတွေထဲမှာနောက်ကနေပြောတယ်မီဆိုတာဆန်ကိုပြောတာโอเคဒီနေ့အတွက်ကတော့ဒီလောက်ပါပဲဆိုတော့ပေါ်ဖမောဖို့ဤသရနဲ့ပေါင်းတက်သွားမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ပတ်8မှာတော့ဘာနဲ့ပေါင်းမလဲဆိုတာအလုံးမှန်းမိကြမှာပါအဲ့လေးကိုနောက်ဗီဒီယိုတွေမှာဆက်ပြီးတော့လေ့လာသွားမယ်နော်谢谢大家拜拜